1989 ခုနှစ်တွင် Skylab အာကာသစခန်းသည်ပတ်လန်းကျောင်းမှပြုတ်ကျခဲ့ပါတယ်။ပျက်စီးများစုသည်လေထုထဲသို့ပြန်လည်ဝင်ရောက်လာစဉ်လောင်ကျွမ်းသွားတော်လဲတချို့မှာကမ္ဘာပေါ်သို့ပြတ်ကျခဲ့သည်။ NASA ကအစိတ်ပိုင်းတိုင်းကိုပြန်လည်ရယူနိုင်ခဲ့တယ်လို့ပြောခဲ့ပေမဲ့သူတို့မှားယွင်းခဲ့ပါတယ်။2009ခုနှစ်အနောက် Australia တွင် Anos သည်တဲမုန်တိုင်းကြားရှိဓာတ်ဆီဆိုင်တစ်ခုသို့သူ၏ဆိုင်ကယ်ဖြင့်မောင်းနှင်သွားကလက်ရှိ Italy တွင်ရှိနေသောဇီဝဓာတုဗေဒပညာရှင် Martin ထံဖုန်းဆက်ခဲ့သည်။ Anos က NASA မှလူအများပြားနှင့်စကားပြောရန်စ조사ခဲ့တော်လဲအားလုံးကသူ့ကိုလှစ်လျူရှုထားကြောင်းစိတ်ပြက်လက်ပြက်ဖြင့်ရှင်းပြခဲ့သည်။လွန်ခဲ့သော18နှစ်က Australia တွင်ပြတ်ကျခဲ့သော Skylab ၏ကန်ထဲတွင်တစ်ခုခုထွက်လာခြင်းကြောင့်ဒေသခံများတည်ဆုံနေကြောင်းသူမကိုပြောပြသည်။မာတင်ကအသေးစိတ်အချက်လက်များကိုထပ်မံမေးမြန်းရန်စ조사တော်လဲမုန်တိုင်းပုံမှုပြင်းထန်လာသဖြင့်ဖုန်းလိုင်းပြတ်တောက်သွားခဲ့ရသည်28နာရီအကြာတွင်မာတင်သည်ထိုဓာတ်ဆီဆိုင်သို့ပင်ရောက်ရှိလာပြီးကာကွယ်ရေးချင်းချောက်မှုရှော့ချရေးအေဂျင်စီတွင်အလုပ်လုပ်သောဗိုလ်မှူး Robert နှင့် Botrini တို့နှင့်တွေ့ဆုံခဲ့သည်မာတင်ကထိုကန်မျိုးကိုမျိုးစိတ်တစ်ခုမှတခြားတစ်ခုသို့လိုက်လျောညီတွေဖြစ်အောင်ပြောင်းလဲနိုင်သောကပ္ပါမိုတစ်မျိုးနှင့်အတူဂျိုရုစီသို့ပို့လွှတ်ခဲ့ကြောင်း၎င်းတို့ကိုပြောပြသည်သို့သောအခုကန်ထဲကထွက်လာတာကအဲ့ဒီမို့လို့သူမထင်ပါဘူးအန်နိုဖုန်းဆက်ထဲကဒီဒေတာတွေကိုဘသူမှရောက်မလာတော့ဘူးဆိုတာသူမကထောက်ပြခဲ့ပြီးအားလုံးသိဆုံးကုန်ပြီဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်စေပါတယ်မာတင်ကအသက်အန္တရာယ်ရှိသောဓာတ်မတည့်မှုများကိုကာကွယ်ရန်ဆေးထိုးပြီးနောက်၎င်းတို့သုံးဦးသည်အန္တရာယ်ရှိပစ္စည်းကာကွယ်ရေးဝတ်စုံများကိုဝတ်ဆင်ကာခန္ဓာကိုယ်တွင်တပ်ဆင်ထားသောကင်မရာများဖြင့်ထိုဒေသကိုစတင်ရှာဖွေခဲ့ကြသည် NASA ကဘာကြောင့်အန္တရာယ်ရှိတဲ့သက်ရှိကိုအာကာသထဲပို့ရတာလဲလို့ Trini ကသိချင်နေတဲ့အတွက်မာတင်ကအာကာသလေယာဉ်မှုတွေအတွက်မိုတာဆေးထုတ်လုပ်ခြင်းလို့ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အဖွဲ့သည်အိမ်14လုံးနဲ့ကား12စီးကိုတွေ့ရှိခဲ့တော်လဲလူတဦးတယောက်ကိုမှမတွေ့ခဲ့ရပေနောက်ဆုံးတွင်သူတို့သည်ကံကိုတွေ့ရှိခဲ့ပြီးဒေသခံများသည်အာလူးနှင့်ပကံဆေးဆက်ပြဖြင့်ပြုတ်လုထားသောရိုးရာဆေးရည်ဖြင့်၎င်းကိုဆေးကြောရန်စ조사ခဲ့သည်ကိုမာတင်ကသတိပြုမိခဲ့သည်၎င်းကို Skylab ပြတိုက်ဟုခေါ်သောအဆောက်အုံတစ်ခုတွင်တွေ့ရှိရပြီးထိုနေရာတွင်ပြစ်ချခဲ့သောဂျိုရုအကြောင်းသတင်းစာဟောင်းများစွာရှိနေပါတယ်မန်ဘလုကိုအသုံးပြု၍မာတင်သည်တင်းငယ်သောအကြောင်းများကိုတွေ့ရှိခဲ့ပြီးအာလူးအရောအနှောများသည်ကံထဲသို့စိတ်ဝင်သွားကပုံများကိုအစာကျွေးသလိုဖြစ်သွားသည်ကိုသိရှိခဲ့ပါတယ်ရေအနှဲငယ်ရှိုံဖြင့်၎င်းသည်အလွယ်တကူပွားလာနိုင်ပါတယ်။အကြောင်းတစ်ခုပေါ်တွင်မာတင်သည်အစိမ်းရောင်အစွန်းထွင်းတစ်ခုကိုသတိပြုမိသည်။သူမကအနီးကကြည့်ရှုနေစဉ် Robert ကိုသူမအားထိန်းထားပေးရန်တောင်းဆိုခဲ့ပြီးအစိမ်းရောင်မှုများသည်ကြီးထွားလာကမျိုးရိုးဗီဇပြောင်းလဲသွားကြောင်းအတည်ပြုခဲ့သည်။ရုတ်တရက်မှုများသည်လှုပ်ရှားလာပြီးထိုးထွက်လာသဖြင့်မာတင်သည်ကြောက်လန့်တကြားနောက်ဆုတ်သွားခဲ့သည်။ထိုအချိန်တွင် Trini ကအလောင်းတစ်ခုတွေ့ကြောင်းအော်ပြောသဖြင့်မာတင်သည်သူမ၏ဖက်နှက်တွင်မှုတချို့ကပ်ပါသွားသည်ကိုမသိဘဲသူမစီကိုသွားခဲ့သည်။၎င်းသည်ဖက်နှက်ချီပွားကိုစပစ်ပြီးနောက်အန်နီယရှိပစ္စည်းကာကွယ်ရေးဝတ်စုံထဲသို့ဝင်ရောက်သွားသည်။အမိုးတစ်ခုပေါ်တွင်ရင်ပတ်တစ်ခုလုံးပွေ့ထွက်နေသောအလောင်းတစ်ခုကိုသူတို့တွေ့ရှိခဲ့သည်။အိုးကောင်းကိုအယိုးပြားများအားလုံးလည်းကွဲအပ်နေသည်။ Robert ကပတ်ဝန်းကျင်ကိုကြည့်လိုက်ရာမြို့၏အမိုးပြားပေါ်တွင်ဒေသခံအားလုံးသည်တူညီသောဒဏ်ရာများဖြင့်တည်ဆုံနေသည်ကိုတွေ့ရှိခဲ့သည်။မှုများသည်၎င်းတို့ကိုအမိုးပေါ်သို့တက်ကာပောက်ကွဲရန်စောက်ခိုင်းခြင်းဖြစ်ကြောင်းထိုနည်းဖြင့်၎င်းသည်ပွားများနိုင်ပြီးပြန့်နှံ့နိုင်ကြောင်းမာတင်ကယူဆခဲ့သည်။ရုတ်တရက်တည်ဆုံသူ၏ဦးကောင်းသည်ကွဲအပ်သွားပြီးအတွင်းမှမှုများအလုံးထွက်ပေါ်လာသည်ထို့နောက်မာတင်သည်နမူနာယူရန်ခန်းစည်းသို့ပြန်သွားခဲ့ပြီးလေထုထဲသို့ပြန်လည်ဝင်ရောက်လာပြီးနောက်စပိုးကဲ့သို့သောအရာတစ်ခုသည်အခွန်ကိုထိုးပေါက်ဝင်ရောက်ခဲ့ရမည်ဖြစ်ကြောင်းရင်းမှမျိုးစိတ်တစ်ခုပေါ်ပေါက်လာခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်နမူနာကိုရယူပြီးသည်နှင့်အဖွဲ့သည်ထွက်ခွာခဲ့ကြသည်မှုများသည်မာတင်၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသည်နှင့်အမျှသူမသည်ပူလောင်လာပြီးဝတ်စုံအတွင်းတွင်ပေါင်မုတ်မိကေနံကိုစတင်ရရှိခဲ့သည်မကြာမီမိုးဝေလာသဖြင့်လမ်းလျှောက်ရန်ခက်ခဲလာပြီးသူမ၏အိုးထုတ်ထဲတွင်အစိမ်းရောင်မှုများကိုအန်ထုတ်ခဲ့သည်ထို့နောက်မှုသည်သူမ၏အုံနောက်ကိုထိန်းချုပ်ပြီးပြန့်နှံ့စေဟုသောစကားလုံးကိုထပ်ခါတလဲလဲပြောနေခဲ့သည်မာတင်သည်ကားပေါ်သို့တက်ရန်အပြေးသွားခဲ့ပြီး Trini ကသူမ၏တနက်ကိုထုတ်လိုက်တော်လဲမာတင်က၎င်းတို့စီသို့ကားမောင်းလာသောအခါ Robert ကသူမကိုတွန်းထုတ်လိုက်သည်ကားသည်သူ့ကိုတိုက်မိသွားသဖြင့်ကြောကုန်းတရားရသွားကသူမလှုပ်ရှားနိုင်တော့ပေမာတင်ကတနက်ကိုလူယူရန်စ조사သောအခါ Trini ကသူမနဲ့ပြန်လဲခုခံခဲ့တော်လဲမအောင်မြင်ခဲ့ပေတနက်ကိုကင်ထားရေးမာတင်သည်အေဂျင့်များထံမှခက်လန်းလန်းသို့နောက်ဆုတ်သွားပြီးသူမဘာတွေလုပ်ခဲ့တယ်လဲဆိုတာကိုသိရှိကာခဏတာသတိပြန်ဝင်လာခဲ့သည်မာတင်သည်သူမ၏ဝတ်စုံမှလေပိုက်ကိုဖြုတ်လိုက်ပြီးမှုများကိုဟန်တားရန်အတွက်မိမိကိုယ်ကိုအဆုံးစီရင်ရန်ရွေးချယ်လိုက်သည်နိုင်အနှဲငယ်အကြာတွင်စစ်တပ်သည်နမူနာကိုရယူရန်ဘုံမြို့သို့ရောက်ရှိလာသည်သူတို့ထွက်ခွာသွားပြီးနောက်မြို့တစ်မြို့လုံးကိုဖောက်ခွဲဖျက်ဆီးခဲ့သည်ထို့နောက်နမူနာကိုခန်းဆက်ရှိလုံခြုံသောဌာနတစ်ခုသို့ပို့ဆောင်ကာအေးခန်းထဲတွင်ထားရှိခဲ့သည်နှစ်များကုန်လွန်လာသည့်နှင့်အမျှထိုဌာနသည်ဆုံးဖြတ်ခံရခြင်းသို့မဟုတ်ဘီယုံဆိုင်ပဲငှားရမ်းခြင်းခံခဲ့ရသည်2026ခုနှစ်တွင်ထိုဌာနသည်တိုးလောင်ယုံကုမ္ပဏီတစ်ခုဖြစ်လာခဲ့သည်မနက်ခင်းတစ်ခုတွင် Travis သည်အလုပ်သို့လာခဲ့ပြီးအဆောက်အုံကိုလူရက်ရန်သူ၏အစီအစဉ်တွင်ကိုညီစေလိုသောမန်နေဂျာ Griffin ၏နှောက်ယှက်ခြင်းကိုခံခဲ့ရသည်Travis ကသူ့ကိုညှင်းပယ်လိုက်တဲ့ဖြင့် Griffin ကသူ့ကိုချိန်ချောက်ခဲ့ပြီး Travis သည်အ ਨੇ ဆုံးသူ၏လူစုအတွက်တကားဖွင့်ပေးရန်သဘောတူခဲ့သည်ညနေပိုင်းတွင် Mary သည်သူမ၏တိုလောင်ကန်းကိုကြည့်ရန်ရောက်လာသည်Travis ကဖော်ဖော်ရွယ်ရွယ်နဲ့သူမကိုစကားပြောရန်စ조사တော်လဲသူမကအလင်းလိုနေသည်သူကသူမကိုတက်လေကားစီသို့ပို့ဆောင်ပြီးနောက်ညီတန်တခုကိုကြားလိုက်ရတော့လဲဘာမှမဟုတ်ဟုထင်မှတ်ခဲ့သည်တိုလောင်ကန်အတွင်း Mary သည်ဖနက်ထဲမှတနက်တလက်ကိုထော့ယူကသူမ၏ကွယ်လွန်သူခင်မွန်း၏ဓာတ်ပုံကိုကြည့်ရင်နှစ်ပတ်လည်နှစ်အတွက်ဆုတောင်းပေးခဲ့သည်
သူမတီကိုအဆုံးစီရင်တနက်ကိုမြှောက်လိုက်တော့လဲမလုံနိုင်ခဲ့တဲ့ဖြင့်အရင်ဆုံးခက်ထအနားယူရန်ဆုံးဖြတ်ခဲ့သည်ထို့နောက် traffic တီညီတန်ကိုထပ်မံကြားရတဲ့ဖြင့်သူ၏လောက်ပေါ်ကိုင်ပတ်အသည့်နာအိုမီကိုခေါ်ရန်အင်တာကွန်ကိုအသုံးပြုခဲ့သည်သူမကလူဝင်ပေါက်ခမ်းမသို့ရောက်လာတော့လဲထိုအတန်ကိုမကြားရပေသူတို့အချင်းချင်းလက်ဆွဲမနှုတ်ဆက်ကြသောအခါသူမကသူ၏တတူကိုသတိပြုမိသွားသည်ထိုချိန်တွင်နာအိုမီထံသို့ဖုန်းဝင်လာပြီးဖုန်းမချမီအမြင်အငင်းပွားခဲ့သည်ထို့နောက်သူမလည်းထိုမြည်တန်ကိုကြားလိုက်ရသည်မြောက်ကာရိုလိုင်းနားတွင်ရောဘတ်သည်အစိုးရထံမှဖုန်းခေါ်ဆိုမှုကြောင့်နိုးလာခဲ့သည်သူ့ဇနီးကိုအစဉ်ပြေကြောင်းအာမခံပြီးနောက်သူသည်လုံခြုံရေးတက်တာကိုဖွင့်ကာသူ၏ဂျိုရုဖုန်းဟောင်းကိုထုတ်ယူပြီးသူ၏စကားဟောင်းသို့ဖုန်းဆက်ခဲ့သည်အနားပေးထားသောဌာနတစ်ခုမှအပူချိန်ဖောက်ပြမှုသတိပေးချက်ရရှိကြောင်းအဘီဂယ်လီကရှင်းပြသည်ရာသီဥတုကတိုးလောင်ရောင်ကိုထိခိုက်နိုင်တယ်လို့အထက်လူကြီးတွေကိုအကြံဉာဏ်သတိပေးဖို့စ조사ခဲ့ပေမဲ့ဘယ်သူမှနားမထောင်ခဲ့တဲ့အတွက်ရောဘတ်ဒေါသထွက်နေခဲ့ပါတယ်အခုသူကအနားယူနေပြီဖြစ်တဲ့အတွက်ပစ္စည်းကိရိယာတွေနဲ့ခွင့်ပြုချက်လိုအပ်ပါလိမ့်မယ်အဘီဂယ်လီကထိုတောင်းဆိုချက်ကိုခွင့်ပြုရန်တွန်းဆုံနေတဲ့ဖြင့်ရောဘတ်က၎င်းသည်သူမ၏ကိုယ်ရေးကိုယ်တာဘဝကိုစတေးခဲ့ရသည့်အခြေအနေဖြစ်ပြီးအပြစ်မဲ့သူများကိုအမှန်တကယ်ကူညီရန်အချိန်ဖြစ်ကြောင်းပြောခဲ့သည်ထိုဌာနတွင် Travis နှင့် Naomi တို့သည်အတမန်နရနောက်ွယ်မှလာနေခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည် Naomi ထံသို့နောက်ထပ်ဖုန်းဝင်လာသောအခါသူမကလှစ်လူရှုလိုက်ပြီးရင်းမှာသူမခလေးဖခင်ဖြစ်ကြောင်းရှင်းပြခဲ့သည်ထို့နောက်သူမကအတန်လာရရင်းမြစ်ကိုရှာဖို့ရန်နေရန်ကိုဖောက်ကျင်သည်ဟုပြောတော်လဲ Travis ကအလုတ်ပြုတ်မိကိုစိုးရင်တဖြင့်ညင်းဆိုခဲ့သည် Naomi သည် Travis ၏တက်တူးကိုထောင်မှဖြစ်ကြောင်းသိနိုင်ပြီးသူသည်ခံဝန်ပြလွတ်လာသူဖြစ်ကြောင်းခံမှန်းခဲ့တဲ့ဖြင့်သူသဘောတူညီသည့်အထိသူမကတောင်းပန်ခဲ့ပါတယ် Travis သည်ကိုရီးယားအချို့ကိုယူဆောင်လာပြီးကွန်ပျူတာအကြီးစားရှိသောအခန်းတစ်ခုကိုတွေ့ရှိရန်နေရန်ကိုအပေါက်ဖောက်ခဲ့သည်နေရန်ကိုပုံမဖောက်ထွင်းပြီးနောက်သူမသည်အခန်းအတွင်းရှိ Travis နှင့်ပူးပေါင်းခဲ့ပြီးအဆိုပါအဆောက်အဦမှာရခိုင်ကစစ်ဘက်ဆိုင်ရာတိုးလောင်ရုံဖြစ်ခဲ့ကြောင်းသူမအားပြောပြခဲ့သည်နေရန်တွင်မြေပုံတစ်ခုရှိနေပြီးအောက်ထပ်များရှိနေသည်ကိုသတိပြုမိသဖြင့်နာအိုမီကဓာတ်ပုံရယူခဲ့သည်သူမကအောက်ထပ်များကိုကြည့်ကျင်တော်လဲ Travis ကမကြည့်ကျင်သဖြင့်သူမကထပ်မံတောင်းပန်ခဲ့ပြန်ပါတယ် Travis သည်နောက်ဆုံးတွင်စိတ်တူသွားပြီးသူသည်တခြားသူများ၏ပြောစကားကိုအလွယ်တကူသဘောတူတတ်သူဖြစ်ကြောင်းထို့ကြောင့်သူထောင်ချခဲ့ရခြင်းဖြစ်ကြောင်းပြောပြခဲ့ပါတယ်အတင်းကျပ်လုံးမိသည့်အတွက်နာအိုမီကတောင်းပန်ခဲ့ပြီး Travis သည်သူပါသည်ဖြစ်စေမပါသည်ဖြစ်စေသူမကစုံစမ်းစစ်ဆေးတော်မူဆိုတာကိုသိရှိသွားသဖြင့်သူမနှင့်အတူလိုက်သွားရန်သဘောတူခဲ့သည်သူတို့နှစ်ဦးသည်ဓာတ်လေကားစီးကမြေပုံအတိုင်းလိုက်သွားခဲ့ကြပြီးတန်ရှင်းရေးဝန်ထမ်း၏အခန်းအတွင်းရှိတကားတစ်ခုကိုတွေ့ရှိခဲ့သည်၎င်းကိုပိတ်ထားပုံရတော့လဲခတ်တွတ်ကန်လိုက်သောအခါပွင့်သွားပြီးတခြားဝတ်ထားသောအခန်းတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်၎င်းတို့အတွင်းသို့ဝင်ရောက်သောအခါခဏတာအချက်ပေးသံထွက်ပေါ်လာခဲ့ပါတယ်၎င်းတို့သည်ပဝန်းကျင်ကိုကြည့်ရှုခဲ့ပြီးအနေရရှိပစ္စည်းကာကွယ်ရေးဝတ်စုံများအပါအဝင်80ခုနှစ်များကစက်ကရိယာများစွာကိုသတိပြုမိခဲ့ပါတယ်။စင်းကြံလန်အစုံမှာအောက်ထပ်ကိုဆင်းရန်လေကားအပေါက်ကိုတွေ့ရှိခဲ့ကြပြီးအတွင်းပိုင်းကိုကြည့်လိုက်တဲ့အခါပေ900ခန့်နက်နေသဖြင့်နာအိုမီက Travis ကိုအရင်သွားခိုင်းခဲ့ပါတယ်။အောက်ထပ်တွင်၎င်းတို့နှစ်ဦးသည် DTRA ကသာဝင်ရောက်ခွင့်ရှိသည်ဟုရေးထားသောတကားတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ DTRA ဆိုတာဘာလဲဆိုတာ၎င်းတို့မသိသောကြောင့်တကားကိုဖွင့်ခဲ့ကြပါတယ်။ခြားတစ်ဖက်တွင်မူပိတ်ထားသောအခန်းတစ်ခုနှင့်ရေခဲရောနေသောရေများပါသည့်ပိုက်ကြီးတစ်ခုရှိနေပါတယ်။ထောက်တစ်ခုတွင်မှုများဖြင့်ဖုံးအုပ်ထားသောကြွက်များရှိနေပြီး၎င်းတို့၏အမီးများမှာအထုံးဖြစ်နေသောကြောင့်လှုပ်ရှားရန်ရုန်းကန်နေရပါတယ်။တချို့မှာအချင်းချင်းပင်ပြန်စားနေကြပါတယ်။ Travis ကသူ့ကိုတိုက်ခိုက်ပြီးကြွက်တကောင်ထံမှနောက်ဆုတ်သွားစဉ် Naomi သည်အခန်းတကားရှိဗရင်ပေါင်မှတဆင်ချစ်ရှုခဲ့ပြီးနေရန်တိုင်းတွင်မှုများပြန့်နှံ့နေသည်ကိုတွေ့ရှိခဲ့ပါတယ်။တကားပေါ်တွင်လည်းမှုအချို့ရှိနေတော့လဲသူမက၎င်းကိုထိတွေ့ရန်စူးစမ်းသောအခါ Travis ကသူမကိုတားဆီးခဲ့ပါတယ်။တကားကပူနေကြောင်း Naomi ကပြောခဲ့ပြီးနောက်သူတို့နှစ်ဦးကထွက်သွားရန်သဘောတူညီခဲ့ကြပါတယ်။အပြင်ဘက်တွင် Mike သည်သူ့၏ကားကိုရက်လိုက်ပြီးစိတ်ပြက်လက်ပြန့်ဖြင့်လက်ကင်ဘိန်းကိုရက်ခဲ့ပါတယ်။ထို့နောက်သူသည်တနက်ကိုစိုက်ကြည့်လိုက်ပြီးနိုအိုမီထံသို့ဖုန်းဆက်ခဲ့က၎င်းမှာသူမ၏ကလေးများ၏ဖခင်ဖြစ်ကြောင်းသိရှိစေခဲ့ပါတယ်။သူမကဖုန်းမကင်သောကြောင့်သူသည်သူမအားဖုန်းမကင်သည့်အတွက်အပြစ်တင်ကသူဒုက္ခရောက်နေကြောင်းရှင်းပြသည့်အတန် message တစ်ခုထားခဲ့ပါတယ်။ကားနောက်ဖုန်းမှာအတန်တစ်ခုကြားလိုက်ရသဖြင့်မိုက်သွားကြည့်သောအခါတကားလှုပ်ရှားနေသည်ကိုတွေ့ရပြီးကားနောက်ဖုန်းကိုဖွင့်လိုက်သောအခါသူတည်သွားပြီဟုထင်သောကြောင့်မှာအမှန်တကယ်အသက်ရှင်နေတဲ့ကြောင့်သူတွေ့ရှိခဲ့ရပါတယ်။မိုက်တီ၎င်းအားတနက်ဖြန်ပစ်ခဲ့သည့်အတွက်တောင်းပန်ခဲ့တော်လဲထိုကြောင့်မှလက်ကြည့်လိုက်သောအခါမှုများကြောင့်မျက်နှာတစ်ချမ်းပျက်စီးနေသည်ကိုတွေ့ရှိခဲ့ပါတယ်။၎င်းသည်မိုက်အားအော်ဟစ်ခါကားနောက်ဖုံးပေါ်မှခုန်ဆင်းပြီးမြေပြင်ပေါ်သို့မှုများကိုအန်ထုတ်ခဲ့ပါတယ်။ထို့နောက်ကြောင်သည့်အမိုးပေါ်သို့တက်ခါအင်တာနာပေါ်သို့တက်သွားပြီး၎င်း၏ဦးခေါင်းမှာအင်တာနာနှင့်ညှိကကိုတက်တေလိုက်ပြီးတကိုယ်လုံးပောက်ကွဲသွားကယောဂပိုးရှိသောသွေးများသည်မိုက်နှင့်အနီးနားရှိတမင်တချို့ပေါ်သို့ကျရောက်သွားခဲ့ပါတယ်။မိုသည်မိုက်၏အုံနောက်သို့ချက်ချင်းရောက်သွားကသူ့ကိုလဲကျစေပြီးမိနစ်အနည်းငယ်ကြာအန်စေခဲ့ပါတယ်။ထို့နောက်၎င်းကမိုက်အားလူများကိုထပ်မံရှာဖို့ရန်အမိန့်ပေးခဲ့ပြီးမိုက်ကနာအိုမီကိုရှာရန်ဟုနားလည်ခဲ့ပါတယ်။၎င်း၏တနက်ကိုယူပြီးနောက်ယောဂပိုးကူးစက်ခံထားရသောတမင်တကောင်နောက်မှလိုက်လျက်အစအဦးတွင်သို့ဝင်ရောက်သွားခဲ့ပါတယ်။ DTRA လေရင်ပေါ်တွင် Robert သည်မာတင်တည်ဆုံးသွားသည့်ဗီဒီယိုကိုကြည့်နေပါတယ်။ထိုအချိန်တွင်၎င်းတို့ဌာန၏ခေါင်းဆောင်သည်ဖြစ်လာသူ Weasley ထံမှဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့ပါသည်။ပိတ်ထားသောအမှုတစ်ခုကို Robert ကဆွဲလန်းနေပြီးပျက်စီးနေသောစာကစ်တစ်ခုမျှသာဖြစ်နိုင်သည်ကိုသူကအလုံးမင်းတုံ့ပြန်နေသည်ဟု Weasley ကထင်မြင်ခဲ့ပါတယ်။ဖုန်းမချမီ၎င်းတို့ခဏတာအခြေတင်စကားများခဲ့ကြပါတယ်။ထို့နောက် Abigail က Robert ထံသို့ဖုန်းဆက်ပြီး
Australia ဖြစ်ရမှသူ၏အစီရင်ခံစာကိုဖတ်ပြီးကြောင်းနဲ့သူမသည်သူ၏ပတ်တော်သားဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ Robert သည်အဆင့်9ကိုဖော်ပြထားသည့် Trini အတွက် message တစ်ခုပေးခဲ့ပြီး၎င်း၏ဖုန်းလိုင်းသည်မလုံခြုံသောကြောင့်သူမကသာအမြဲတမ်းဖုန်းခေါ်ဆိုရမည်ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ Wesley က Abigail ရဲ့ကိုယ်ပိုင်ဖုန်းနဲ့စကားပြောနေသည်ကိုမြင်သောအခါသူမသည်ကိုယ်ဝင်ရှိမည်ကိုကြောက်ရွံ့နေကြောင်းသူမရဲ့ချစ်သူနှင့်စကားပြောနေတယ်လို့မျိုးဟန်ဆောင်ခဲ့ပါတယ်။စာအုပ်အတွင်းသူတို့နှစ်ဦးသည်အင်တာနက်ပေါ်တွင်အတိုးကောက်စလုံးကိုရှာဖွေခဲ့ပြီး၎င်းမှာကာကွယ်ရေးချင်းချောက်မှုရှော့ချရေးအေဂျင်စီကိုဆိုလိုကြောင်းသိရှိခဲ့ကြပါတယ်။၎င်းတို့တန်ရှင်းရေးဝန်ထမ်းအခန်းတွင်မှထွက်လာသောအခါတမင်တကောင်ဓာတ်လေကားစီးနေသည်ကိုမြင်လိုက်ရသဖြင့်ထိတ်လန့်သွားခဲ့ကြပါတယ်။ဒါဘလို့ဖြစ်နိုင်မလဲဆိုတာကို traffic ကသိကျင်နေသဖြင့်အတိတ်ကအဖြစ်အပျက်ကိုပြသခဲ့ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာကမှုများသည်၎င်းတို့၏ထိန်းချုပ်မှုအတွင်းမှလွတ်မြောက်ကတကားရှိအပေါက်တစ်ခုမှတဆင်ထွက်သွားခဲ့ပါတယ်။လွန်ခဲ့သောနိုင်အနှဲငယ်ကပိုးဟတကောင်သည်မှုကိုစားမိပြီးယောဂဘိုးကူးဆက်ခံခဲ့ရပါတယ်။ထွက်တကောင်က၎င်းကိုဖမ်းရန်စ조사သဖြင့်မှုသည်၎င်း၏နှာခေါင်းတွင်လည်းကတ်သွားခဲ့ပါတယ်။ပိုးဟသည်လေဝင်လေထွက်ပေါက်မှတဆင့်မိနစ်ပိုင်းအကြာမှာလမ်းမပေါ်ကိုရောက်ရှိသွားကမိုက်အီကားနေကျိတ်မိသွားခဲ့ပါတယ်။မှုသည်တာယာမှတဆင့်တက်သွားကတေဆုံးနေသောကြောင်ကိုပြန်လည်ရှင်းတန်းစေရန်ကားနောက်ဖုံအတွင်းသို့သွားပါတယ်။ Travis နဲ့ Naomi တို့သည်အဲကန်သို့အပြေးလွှားပြန်လာသောအခါဓာတ်လေကားအတွင်းမှာတမင်တကောင်ထွက်လာသည်ကိုတွေ့လိုက်ရပါတယ်။တမင်သည်၎င်းတို့အမြင်သောအခါ၎င်းတို့နောက်ကိုလိုက်လာပါတယ်။တမင်မပောက်ကွဲမီ Naomi က Travis ကိုဘေးသို့ဆွဲထုတ်ခဲ့ပါတယ်။တမင်ကြုံများလွင့်ထွက်သွားပြီးနရံတွင်စိုက်ဝင်သွားခဲ့ပြီးမိုက်လည်းဓာတ်လေကားထဲကထွက်လာပြီး Naomi အလွန်ချစ်သောကြောင်ကိုတပ်ပစ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။သူသည်တနက်ကိုထုတ်ယူက၎င်းတို့နှစ်ဦးအားပါဇက်ဖွင့်နိုင်ရန်အော်ဟစ်ပြောဆိုခဲ့ပါတယ်။မိုက်ကတနက်ပြစ်ခတ်ချိန်တွင် Travis နဲ့ Naomi တို့ထွက်ပြေးခဲ့ကြပြီးတနက်တန်ကြောင့် Mary နိုးလာခဲ့ပါတယ်။မိုက်က၎င်းတို့နောက်ကိုလိုက်လာသည်ကိုကြားလိုက်ရသဖြင့်သူတို့နှစ်ဦးသည်တော်လောင်ကန်တစ်ခုအတွင်းသို့ပြေးလွှားဝင်ရောက်ပုတ်အောင်ခဲ့ကြပါတယ်။ကံကောင်းစွာနဲ့တကားမှချက်နေပြီးပိတ်လို့မရခဲ့ပါဘူး။မိုက်ကသူတို့နှစ်ယောက်ကိုသတိမထားမိပဲစိမ့်ကြံလန်အတိုင်းလျှောက်သွားခဲ့တော်လဲသူ၏နောက်ဘက်တွင်ပစ္စည်းတစ်ခုမြေပြင်ပေါ်ပြုတ်ကျသွားတာကြောင့် Travis ကအဲ့ဒါကိုတော်လောင်ကန်အတွင်းအမြန်ဆွဲသွင်းလိုက်တာကြောင့်မိုက်ကဘာမှမမြင်ပဲထွက်သွားခဲ့ပါတယ်။သူတို့နှစ်ဦးဘေးကင်းသွားတဲ့အတွက်စိတ်အေးသွားတော်လဲ Travis ကနောက်ဆုတ်လိုက်တဲ့အခါပစ္စည်းပုံကြီးကိုမတော်ဆတိုက်မိသွားပြီးအတန်များစွာထွက်ပေါ်လာခဲ့ပါတယ်။မကြမီမိုက်ပြန်ရောက်လာပြီးတိုလောင်ကန်အတွင်းကိုလက်လန်းရန်စူးစမ်းတော်လဲသူတို့နှစ်ဦးကတကားကိုပိတ်နိုင်ရန်အတွန်တို့ကတွန်းခဲ့ကြပါတယ်။မိုက်တီသူ့ရဲ့သွေးထွက်နေတဲ့လက်ကိုပြန်ထုတ်လိုက်ရပြီးအခုတခါလက်ချောင်းအချို့ကျိုးသွားပြီဖြစ်ပါတယ်။ထို့နောက်နာအိုမီကအကူအညီတောင်းရန်ဖုန်းနံပါတ်တစ်ခုကိုအင်တာနက်မှာရှာဖွေခဲ့ပါတယ်။လေဆိပ်မှာ Robert ကို Trini ကလာကြိုခဲ့ပြီးပြစ်မှုဖြစ်ပွားရာနေရာကိုမသွားမီအဆင့်9ကိုရယူရန်ရန်နာရမည်ဖြစ်ကြောင်းသူ့ကိုပြောပြခဲ့ပါတယ်။ထိုချိန်မှာ Abigail က Robert ကိုဖုန်းဆက်ခဲ့ပြီးတခြားဖုန်းလိုင်းတွင်အစအုံမှအရက်သားတအုပ်ရှိနေကြောင်းအကြောင်းကြားခဲ့ပါတယ်။သူမကဖုန်းနှလုံးကိုချိတ်ဆက်ပေးသဖြင့်နာအိုမီကဖြစ်ပျက်ခတ်သမျှကို Robert အားပြောပြနိုင်ခဲ့ပါတယ်။မှုများသည့်ပြန့်နှံ့ရန်နီလန်းသစ်များကိုရှာဖွေနေသည်ကိုသိရှိသွားပြီးနောက် Robert သည်အဆောက်အဦသို့မကြာမီရောက်လာမည်ဟုကတိပေးကနာအိုမီကညွှန်ကြားချက်များပေးခဲ့ပါတယ်။မြည်သူမှမှုများကိုမထိတွေ့ရဘဲပုံအောင်နေရမည်ဖြစ်ပြီး Robert သို့မဟုတ် Abigail မဟုတ်သူဘသူနှင်းမှစကားမပြောရဘူးလို့ပြောပါတယ်။ Robert ဖုန်းချပြီးနောက်သူတို့နှစ်ဦးသည်တည်ဆုံးနိုင်ခြင်းရှိကြောင်း Trini ကပြောကြားခဲ့ပါတယ်။မှုပိုးကူးစက်မှုသည် zombie ဖြစ်သည်မဖြစ်သည်ကို Travis နဲ့ Naomi တို့အငင်းပွားနေစဉ်အပြင်ဘက်မှအတန်တစ်ခုကိုကြားလိုက်ရပါတယ်။ Griffin သည်တိုလောင်ယုံကိုလွတ်ရရန်သူ၏ဂိုင်းနဲ့အတူရောက်ရှိလာခြင်းဖြစ်ပါတယ်။အဖွဲ့သည်အတွင်းသို့ဝင်သောအခါတမင်အလောင်းနဲ့နေရန်ရှိအပေါက်ကိုတွေ့လိုက်ရသဖြင့် Griffin သည်သူ၏လုပ်ငန်းကိုဖျက်ဆီးသည့်အတွက် Travis ကိုချိန်ချောက်ရန်အင်တာကွန်ကိုအသုံးပြုခဲ့ပါတယ်။ထို့နောက်သူတို့သည် TV များကိုခိုးယူရန်တိုလောင်ကန်အတွင်းသို့သွားခဲ့ကြပါတယ်။ချိန်ထဲမှာပဲ Robert နဲ့ Trini တို့ကချန်စီရုပ်ကိုကြော်တက်ကအိမ်တအိမ်တွင်းသို့ဝင်ရောက်ခဲ့ကြပြီးအဆင့်9ကိုတွေ့ရှိရန်တစ်သက်တလုံးကိုဖွင့်ခဲ့ကြပါတယ်။သူတို့ပြန်ထွက်လာတဲ့အခါလက်နက်ကင်ဆောင်ထားတဲ့အိမ်ပိုင်ရှင်ကသူတို့ကိုတားဆီးခဲ့ပါတယ်။ဒါပေမဲ့သူက Trini ရဲ့တားဖြစ်တာကြောင့်သူ့ကိုအာရုံလွှဲခဲ့ပြီးသူတို့နှစ်ဦးကအခက်အခဲမရှိဘဲအိမ်ကနေထွက်ခွာခဲ့ပါတယ်။အပြင်ဘက်တွင်အရသားအိမ်၌အလွန်အနေများသောအရာတစ်ခုကိုထားရှိခဲ့ခြင်းအတွက် Robert က Trini ကိုစူပူခဲ့တော်လဲ Trini ကထိုအရာကိုပြဿနာဟုမယူဆဘဲသူ့ကိုဖတ်ခဲ့ပါတယ်။ယခုအခါမှာသူမသည်အလွန်နှိမ့်ကွေးနေပြီဖြစ်သောကြောင့်သူမကအနောက်ရှက်တာဖြစ်စေမည်ဟုဆိုကသူ့ကိုတူးရဲထွက်သွားရန်တောင်းဆိုခဲ့ပါတယ်။ကားမောင်းနေစဉ် Robert သည် Abigail နဲ့စကားပြောခဲ့ပြီးမိုးရွာပါကမှုများသည်တားဆီးမရနိုင်အောင်လျင်မြန်စွာပြန့်နှံ့သွားမည်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ယောဂဘိုးကူးစက်ခံရတဲ့တက်ရှိတိုင်းဟာရေဒါပေါ်မှာပုံမှန်မဟုတ်တဲ့အပူလိုင်းများရှိနေမည်ဖြစ်သောကြောင့်သူကဂျိုဒိုထောက်လန့်မှုကိုလိုချင်နေတာဖြစ်ပါတယ်။၎င်းကိုအသုံးပြုခွင့်ရရန် Abigail ကအကူအညီတချို့တောင်းရမှာပါ။အစအဦးတွင် Travis ကထွက်သွားလို့တော့လဲ Naomi ကအလွန်အနေများကြောင့်ပြောပြီးသူတို့အငင်းပွားခဲ့ရမှာအခုချိန်မှာတော့ Travis ကအနိုင်ရရှိသွားပြီးသူတို့ကတိုလာယုံကမ်းမှာထွက်လာပါတယ်။သူတို့ဈေးညံတလျှောက်ခွဲချောင်ခိုးဝဲသွားနေစဉ်မှာမိုက်ရဲ့ခန္ဓာကိုယ်အခြေအနေကပုံမဆိုးရွားလာတာကိုတွေ့ခဲ့ပါတယ်။မကြမီမိုက်ကတခြားတိုလာယုံအခန်းတစ်ခုမှာလူရဲသူတဝက်ခန့်ကိုတွေ့ခဲ့ပြီးသူတို့အာယောဂဘိုးကူးဆက်ရန်သူတို့ရဲ့မျက်နှာပေါ်ကိုမှုများအန်ချလိုက်ပါတယ်။အဲဒီနောက်မှုများကထိန်းချုပ်နိုင်သည့်အထိ၎င်းတို့အားပိတ်လောင်ထားရန်တကားကိုပိတ်လိုက်ပါတယ်။ပြီးတဲ့နောက်မိုက်သည် Travis နဲ့ Naomi တို့ကိုမြင်တွေ့သွားပြီးသူတို့ကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။သူတို့နားကိုရောက်ခါနီးမှာ Mary ကသူ့ခေါင်းကိုတနက်နဲ့ပစ်လိုက်တော့ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာဈေးကြံတလျှောက်ပောက်ကွဲထွက်သွားပါတယ်။ Mary ကတက်လက်ကစီးလို့တော့လဲ Traffic က Griffin လာနေတာကိုကြားလိုက်ရတာကြောင့်
သူမကိုလှေကားစီကိုခေါ်သွားပြီး Mary မထွက်ခွာမီသူ့ကိုတနက်ပေးခဲ့ပါတယ်။ Griffin နဲ့ Fryman တို့က Travis ကိုလိုက်လံရှာဖွေခဲ့ကြပြီး Travis ကတနက်ကိုလွှင့်ပစ်လိုက်ပါတယ်။အပြင်မရှိကြံနေတဲ့တခိုးများကစောင်းရတာကိုညှိငွေ့လာတာကြောင့်သူတို့ရရှိထားတဲ့ TV အနှဲငယ်ကိုယူဆောင်ကထွက်သွားကြပါတယ်။ Travis ကထိုးလူတွေကိုရင်ဆိုင်ခဲ့ပြီးမရဲ့အလောင်းထံမှာဝေးနေဖို့ပြောပါတယ်။ပိတ်လောင်ထားတဲ့တိုးလောင်ကန်အတွေ့မှာယောဂပိုးကူးစက်ခံရတဲ့တခိုးတွေဟာစိတ်ပေါက်ပြန်လာကြပြီးတကားကိုထူးရိုက်နေကြပါတယ်။သူတို့ဟာအလွန်မင်းဖျားနာနေကြောင်း Travis ကရှင်းပြရန်စူးစမ်းတော်လဲ Griffin ကတကားကိုဖွင့်ပေးဖို့သာအလိုရှိခဲ့ပါတယ်။သူက Travis ကိုချင်းချောက်ရန်စူးစမ်းစဉ်မှာပဲသွေးကောက်ပေါ်မှာချော်လဲသွားပြီးမတော်တဆတနက်ဖြစ်မိသွားပြီး Travis ရဲ့လက်မောင်းကိုထိမှန်သွားပါတယ်။ဒဏ်ရာရနေတဲ့ Travis ကတိုးလောင်ကန်ကိုဖြည်းဖြည်းချင်းချစ်ကပ်သွားတော်လဲတကားကိုဖွင့်မဲ့အစားတော့ခတ်လိုက်ပါတယ်။ Griffin ဘာမှမလုပ်နိုင်မီမှာ Naomi ကသူ့ကိုမိသက်ဆေးဘူးနဲ့ပတ်လိုက်ပါတယ်။ဈင်းကြံလန်တချို့မြူကိုများနဲ့ပြည့်နေစေခြင်းဖြင့်သူမနဲ့ Travis တို့ထွက်ပြေးခဲ့ကြပါတယ်။ Fryman က Griffin ရဲ့မစွမ်းဆောင်နိုင်မှုကိုညှိငွေ့လာပြီးတနက်အတွက်သူ့ကိုပြန်လည်တိုက်ခိုက်တော့ကြောင့် Griffin ကသူ့ကိုထိုးကျိတ်ခဲ့ပါတယ်။အဲဒီနောက်တိုးလောင်ကန်အတွင်းရှိလူရသူများထံတွင်သူအေးတော့ရှိနေကြောင်းပြောပြခဲ့သဖြင့်သူတို့ကတော့ပြန်ပေးရန်အတွက်တကားကိုအနှဲငယ်မခဲ့ကြပါတယ်။ Griffin တကားဖွင့်လိုက်တော့အခါသူ၏တငယ်ချင်းများ၏ဆိုးရွားသောအခြေအနေကိုမြင်လိုက်ရသဖြင့်သူထိတ်လန့်သွားပါတယ်။ Fryman ကထိတ်လန့်တကြားထွက်သွားစဉ်သွေးကပေါ်တွင်ချော်လဲသွားကမှုပေါ်သို့ကျသွားပြီးသူလည်းယောဂဘိုးကူးဆက်ခြင်းခံလိုက်ရပါတယ်။တိုးလောင်ကန်အတွင်းရှိတခိုးတဦးကသူမနေမကောင်းဟုပြောပြီးနောက်ပောက်ကွဲသွားပါတယ်။၎င်းတို့နှစ်ဦးအဆောက်အုံတွေမှာထွက်လာတဲ့အခါနောက်ဆုံးတွင် Robert နဲ့တွေ့ဆုံခဲ့ကြပါတယ်။သူတို့နှစ်ဦးကကျမ်းမာကြောင်း Abigail ကအတည်ပြုပြီးနောက် Robert ကသူတို့အားတနက်တစ်လက်နဲ့အန်နီရရှိပစ္စည်းကာကွယ်ရေးဝတ်စုံများကိုပေးခဲ့ပါတယ်။သူက၎င်းတို့အားအတွင်းသို့ပြန်သွားပြီးဘုံဖြစ်နေသောအဆင့်ခုနှစ်ကိုတက်ဆင်ခိုင်းပါတယ်။လူသားရမည့်အပေါ် Travis ထိတ်လန့်သွားတော့လဲပောက်ကွဲမှုမှာမြေအောက်တွင်သာရှိနေမည်ဖြစ်ကြောင်း Robert ကသူ့ကိုအာမခံခဲ့ပြီးမှုများထံမှကဘာကြီးကိုကဲတင်ရန်တခုတည်းသောနည်းလမ်းဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။ Robert သည်ယောဂဘိုးကူးဆက်ခံရသောတက်ရှိများထွက်ပြေးရန်စ조사ခြင်းကိုတားဆီးရန်ကားပါကင်တွင်နေရခဲ့ပါတယ်။ထို့နောက် Robert ကဘသူမှထွက်မပြေးနိုင်ရန်ကားပါကင်ရှိကားတိုင်းရဲ့တာယာကိုစတင်လှိပြက်ခဲ့ပါတယ်။ Fryman ကသူ၏နောက်ွယ်တွင်ပေါ်လာကန်ဒီမှာဇုံတူကသူ့ရဲ့အနာကိုချင်းကပ်လာနေကြောင်း Abigail ကသူ့ကိုပြောပြခဲ့ပါတယ်။ Robert ကသူ့ကိုတနက်နဲ့အမြန်ပြစ်တက်လိုက်ပေမဲ့ရုတ်တရက်လှည့်လိုက်တော့ကြောင့်သူ့ရဲ့ကြောကိုထိခိုက်သွားပြီးလဲကျသွားပါတယ်။ Fryman ပောက်ကွဲသွားပြီးနောက် Robert ကဆိုင်ကယ်အားလုံးကိုတနက်ဖြစ်ပစ်ကမီးအနှဲငယ်လောက်ကျွမ်းစေခဲ့ပါတယ်။လှေကားမှာပောက်ကွဲတံကို Griffin ကြားလိုက်ရပြီးနောက်သူသည်ယောဂဘိုးကူးဆက်ခံရတဲ့သူ့ရဲ့တငယ်ချင်းတွေကိုတနက်နဲ့ထိန်းချုပ်ရန်စူးစမ်းနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့တအူးကနောက်ကိုပြန်ပြေးသွားပြီးတစ်ချိန်တည်းမှာပဲ Travis နဲ့ Naomi တို့ကအခန်းထဲကိုရောက်ရှိသွားကြပြီးဘေးခန်းမှာလည်းမှုများရောက်နေသည်ကိုတွေ့ရတာကြောင့်သူတို့ကပိုက်ထဲကိုမရောက်အောင်တားဆီးခဲ့ပါတယ်။ဘုံကိုချလိုက်တဲ့အခါမှာ Robert ကအဲ့ဒါကိုတိုင်မှာစတင်ထားပြီးဖြစ်လို့သူတို့ကထွက်ပြေးရန်6မိနစ်တာအချိန်ရှိပါတော့တယ်။သူတို့တက်နိုင်သမျှအမြန်ဆုံးပြေးနေကြစဉ်မှာဘုံရဲ့အချိန်မဲ့ကရိယာကချို့ယွင်းသွားပြီးမိနစ်များကပုံမှန်မြန်မြန်ဆန်ဆန်ရော့ကျသွားခဲ့ပါတယ်။ပြင်ပမှာ Fryman ရဲ့အလောင်းကနေမှုတွေဟာသူတို့စီကိုလာနေတာကို Robert သတိပြုမိသွားပါတယ်။ချိန်ထဲမှာပဲ Griffin ကယောဂဘိုးကူးဆက်ခံရတဲ့သူ့ရဲ့တငယ်ချင်းကိုတကားစီသို့တွန်းလိုက်ရ Robert ကသူ့ကိုချက်ချင်းပစ်တက်လိုက်ပါတယ်။အတွင်းထဲကိုအပြည့်လောက်ဝင်ပုန်းနေတဲ့ Griffin ကိုလည်းသူကပြစ်ဖို့ကြိုးစားနေပါတယ်။အဲ့ဒီအချိန်မှာပဲယောဂဘိုးကူးဆက်ခံရတဲ့လောင်းကထထိုင်ပြီးစကားပြောလာတာကြောင့်လန့်သွားတဲ့ Griffin ကအပြင်ကိုမထွက်မီသူ့ကိုတနက်နဲ့ပစ်လိုက်ပါတယ်။ Griffin က Robert ကိုပြစ်တော့မယ့်အချိန်မှာ Trini ရောက်လာပြီးသူ့ကိုအရင်ပစ်တက်လိုက်ပါတယ်။ချိန်ထဲမှာပဲ Naomi နဲ့ Travis တို့ကနောက်ဆုံးယောဂဘိုးကူးဆက်ခံရတဲ့လူရက်သူကြောင့်လမ်းပိတ်နေတာကိုတွေ့သွားပါတယ်။ Naomi ကသူမကိုချက်ချင်းပစ်တက်လိုက်ပြီးသူတို့နှစ်ဦးကနောက်ဆုံးမှာအဆောက်အဦတွင်မှာထွက်ခွာသွားနိုင်ခဲ့ပါတယ်။ Trini ကသူမရဲ့တနက်ကိုမြှောက်လိုက်ပေမဲ့သူတို့ကယောဂဘိုးမရှိကြောင်း Robert ကသူမဟာအာမခံခဲ့ပါတယ်။အဲ့ဒီအဖွဲ့က Robert လှုပ်ရှားနိုင်ရန်အကူအညီပေးခဲ့ပြီးသူတို့ကအတက်နိုင်ဆုံးအမျက်မောင်းထွက်ရန်ကားထဲကိုဝင်လိုက်ကြပါတယ်။ထို့နောက်ဘုံကပောက်ကွဲသွားပြီးအလွန်ပြင်းထန်တာကြောင့်မြေတွေပါပြိုကျလာပါတယ်။ Naomi ကပြိုကျလာတဲ့အပိုင်းအစတွေကိုရှောင်တိန်ပြီးကားကိုအရှိန်ကုန်မြင့်မောင်းနှင်ခဲ့ပါတယ်။စက္ကန့်အနည်းငယ်ကြာပြီးနောက်ပောက်ကွဲမှုကပြီးဆုံးသွားပြီးသူတို့အဖွဲ့လည်းဘေးကင်းစွာထွက်ပြေးနိုင်ခဲ့ပါတယ်။ခြေဆိုင်စကန်မှာတော့ Abigail ကရေဒါပေါ်မှာအနီရောင်အဆက်တွေကိုမတွေ့ရတော့ဘဲနျူကလ িয়ার ဖြစ်ရတစ်ခုဖြစ်ကြောင်းအတန်ပေးချက်ထွက်ပေါ်လာခဲ့ပါတယ်။နောက်နေ့မှာ Weasley ကသတင်းမှာပါဝင်လာခဲ့ပြီးသတင်းတောက်အားလုံးကမှုပြဿနာကိုသူ့အလေးနဲ့မထားခဲ့တဲ့အတွက်သူ့ကိုဝေဖန်ခဲ့ကြပါတယ်။ Abigail ကဆေးရုံရှိ Robert စီကိုတွားရောက်ခဲ့ပြီးသူမ DTRA တို့အဘဲကြောင့်ဝင်ရောက်ခဲ့သည်ကိုသတိပေးခဲ့သည့်အတွက်သူ့ကိုကျေးဇူးတင်ခဲ့ပါတယ်။ပန်းချံတွင် Naomi က Robert ကိုသူမ၏သမီးများနဲ့မိတ်ဆက်ပေးခဲ့ပြီးထိုအချိန်မှာတောအုပ်ထဲတွင်သမင်တကောင်သည်မှုများကိုအန်ထုတ်နေပါတယ်။ဒီလိုနဲ့ပဲဇလန်းလေးကပြီးဆုံးသွားပါတယ်ရှင်